မြန်မာသမိုင်းရဲ့အမောင်ဆုံးအချိန်ကာလတစ်ခုကိုပြန်ကြည့်ရအောင်18ရာစုအလဲပိုင်းဟန်ဒါဝတီရဲ့တိမ့်ပိုက်ခြင်းကိုခံလိုက်ရပြီးအင်းဝနေပြီးတော့ပြတ်သုံးသွားချိန်မှာမြန်မာနိုင်ငံဟာအစိတ်အမွှားမွှားကွဲအပ်နေခဲ့ပါတယ်ပြည်သူတွေဟာခေါင်းဆောင်မဲ့အားကိုးရာမဲ့ဖြစ်နေတဲ့အချိန်ပေါ့အဲ့ဒီအချိန်မှာပဲမုတ်ဆိုးဖို့ဆိုတဲ့ရွာလေးတစ်ရွာကနေမြန်မာသမိုင်းကိုပြောင်းလဲပြစ်မဲ့လူတစ်ယောက်ထွက်ပေါ်လာခဲ့ပါတယ်သူကတော့တတိယမြန်မာနိုင်ငံတော်ကြီးကိုတည်ထောင်ခဲ့သူအလောင်းမင်းတရားကြီးဦးအောင်စီရပဲဖြစ်ပါတယ်ဟန်ဒါဝတီတပ်တွေဟာရွာစဉ်တလျှောက်လက်နက်ချဖို့ဖိအားပေးနေချိန်မှာအသက်38နှစ်အရွယ်ရွာသူကြီးဦးအောင်စီရကတော့မတူညီတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချခဲ့ပါတယ်ငါရွာကိုဘသူ့လက်ထဲမှာအမခံနိုင်ဘူးဆိုတဲ့စိတ်ဓာတ်နဲ့ရွာသူရွာသား68ယောက်ကိုစုစည်းပြီးကျိန်ဆိုခဲ့ပါတယ်သူတို့မှာခင်မီလက်နက်တွေမရှိဘူးခိုင်ခန့်တဲ့ခံတက်တွေမရှိဘူးဒါပေမဲ့သူတို့မှာတန်မဏိလိုမာကြောတဲ့မျိုးချစ်စိတ်ရှိခဲ့ပါတယ်မောက်ဆိုးဖို့ရွာကိုရွှေဘိုလို့အမည်ပြောင်းပြီးခံတက်လုပ်ခဲ့တယ်လာရောက်တိုက်ခိုက်တဲ့ရန်သူတပ်တွေကိုအကြိမ်ကြိမ်တွန်းလှန်ရင်အောင်စီရဆိုတဲ့အမည်ဟာတနိုင်ငံလုံးမှာဟိမ့်ထွက်လာခဲ့ပါတယ်ဒါဟာရိုးရိုးရွာတကြီးတစ်ယောက်ကနေဘရင်တစ်ပါးဖြစ်လာပြီးပထမဆုံးခြေလှမ်းပါပဲဦးအောင်စီရရဲ့ရည်မှန်းချက်ဟာမိမိရွာကိုကာကွယ်ဖို့တည်းမဟုတ်ပါဘူးအကွဲကွဲအပြားပြားဖြစ်နေတဲ့တိုင်းပြည်ကိုပြန်လည်စုစည်းဖို့ပါသူဟာရွှေဘိုကနေစတင်ပြီးအထက်မြန်မာပြည်ကိုအောင်နိုင်ခဲ့တယ်အဲ့ဒီနောက်မှာတော့အင်းဝကိုပြန်သိမ်းပိုက်နိုင်ခဲ့ပါတယ်သူ့ရဲ့အထင်ရှားဆုံးအောင်ပွဲတစ်ခုကတော့1955ခုနှစ်မှာတကုံကိုသိမ်းပိုက်ပြီးရန်သူအားလုံးကုန်စင်သွားပြီဆိုတဲ့အဓိပ္ပာယ်နဲ့ရန်ကုန်လို့အမည်ပြောင်းလဲခဲ့တာဖြစ်ပါတယ်အလောင်းမင်းတရားဟာစစ်ရေးမှာတင်ကျွမ်းကျင်တာမဟုတ်ပါဘူးပြည်သူကိုစီးယုံတဲ့နေရာမှာလေထူးချွန်သူဖြစ်လို့ရှစ်နှစ်တာကာလအတွင်းမှာပဲတနိုင်ငံလုံးကိုစီးလုံးစီခဲ့ပါတယ်1960ပြည့်နှစ်ရိုးရာစစ်ပွဲကအပြန်မုတ်တမနေမှာနတ်ရွာဆန်ခဲ့ခြင်းအထိအလောင်းမင်းတရားဟာတိုင်းပြည်အတွက်အလုပ်လုပ်သွားခဲ့ပါတယ်သူနန်းဆန်ခဲ့တာ8နှစ်ပဲရှိပေမဲ့သူခြံထားခဲ့တဲ့ကုန်းပေါင်မင်းဆက်ဟာနောက်ထပ်နှစ်ပေါင်း130ကျော်မြမအချုပ်ချာအာဏာကိုထိမ့်သိမ်းနိုင်ခဲ့ပါတယ်။တုံညဘဝကနေဧကရစ်တစ်ပါးဖြစ်အောင်ကြိုးစားခဲ့တဲ့ဦးအောင်စီရရဲ့တမိုင်းဟာယနေ့ထက်တိုင်မြမတို့အတွက်ခံယူချက်နဲ့တတိကိုပြသနေတဲ့ပြယူတစ်ခုဖြစ်နေပါတော့တယ်။ကျွန်တော်တို့ရဲ့ channel လေးကိုလည်း subscribe လုပ်ခဲ့ပေးကြပါဦးနော်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်အားလုံးပဲ see you ပါ